မနက်ကဈေးထဲမှာမင်းကိုတီတစ်လုံး100တဲ့အများကြီးပဲဝယ်ခဲ့တယ်အမုန်းစားမယ်ရှေ့စားမယ်စားမယ်စားပါအောင်အစားကလူနဲ့တဲ့ပါတယ်အစားကလူနဲ့တဲ့ပါတယ်ချိုးနေရတစ်လုံး100တဲ့တန်မတန်မဲ့စားကြပါအောင်ဟာခွန်ကျွေးမယ်ရပ်မိုးလက်မြိုင်မှာနေရတာလေတကယ်ရမ်းမိုက်တယ်ဒီလိုတင်းနှံ့နေပေါ်ဒွင်းဒီလေးစားမင်းကိုတီလေးစားအတကောင်စားချီးမွမ်းရင်9ရက်ပဲမို့ကဲရတော့လေ9ရက်ပဲကွယ်ရီလေးစားမယ်ရီလေးဝါမယ်တော်တော်စားလိုက်ပြီဘိုက်တင်သွားပြီခဏနာရမယ်မစားရတဲ့အခွန်နေမင်းကိုတီးစားများရင်ဘာဖြစ်လဲတော့မသိဘူးဆွဲလိုက်အေးပြီးတော့ရင်ဘတ်ထဲမှာအေးပြီးတော့များကြက်မလားတော့မသိဘူးဆွဲလိုက်ပြီအေးများရင်ဒွင်းသီးအပူတွေဆက်စားဒွင်းသီးအပူတွေစားပြီးရင်မင်းကိုတီးအေးတွေစားရမ်းမိုက်တယ်သမီးရဲ့ပဲ